最高要礼物，我转入你的家，拉忙的路记录完了算。不若平时给人，我的家内容，抓下张力的谁呗？不言梦山，万古马，龙来的卡，水马谁老人家，假如为你情嘛，谁我为谁人离他呀嘿嘿，那心呀耶，手分多的马家的个，我抓子呀，早已变谁呗，故意放生万古马。在给他，给把你来吧，虽然不要不好，知道这算啊。他给的地是哪里呢？路是呀是无可言，呀也要不容他的心。不言放生，万古马，龙在给他，立马去爱吧，虽然路遥不安，现在这算啊，他给你的啥人呢？路是呀是我看见，呀也要不容他的心，呀也要不容他的心。လက်ထပ်ခြင်းအမှုကိုပြုမယ်။မောင်အာဇာနည်နဲ့တော်ရီချီတို့ရဲ့လက်ထပ်ပွဲမှာကန့်ကွက်သူရှိပါသလား။ကန့်ကွက်သူရှိပါသလား။ကန့်ကွက်သူရှိပါသလား။ကန့်ကွက်သူမရှိပါဘူး။ဆိုပြီးဆိုအခုချိန်မှာတင်လို့နှစ်ယောက်ကနော်မချိန်နာလို့ဖြစ်ဖြစ်နော်ဖျားလက်ကြောက်ဒါအခုတော့မဖြစ်တော့ဘူးကွာဆိုတော့နော်လက်မထပ်တော့ဘူးဆိုတော့ရှိလားကဲသူတို့ဒီတက်ကလည်းကန့်ကွက်လို့မရှိဘူးသူတို့လောကလည်းသူနဲ့သူနော်ကန့်ကွက်ကြဘူးနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီလက်ထပ်မင်္ဂလာပြုမဲ့အခါမှာကျွန်တော်တို့ဒီသစ္စာပြုဖို့နော်ပထမဆုံးအနေနဲ့နော်မောင်အာဇာနည်ဒီနော်သင်ဒီဖျားသခင်လောကပတ်တော်တန်တန်ရှင်သောလက်ထပ်ခြင်းဖြင့်နော်ဤချိုးကိုသိမ့်ပိုက်တဲ့ဘဝကိရတဲ့ရှောက်သားရတဲ့ရှင်ဒီပြကာလပတ်လုံးချစ်ချင်းမေတ္တာဖြင့်ကောင်းမှုစွာကြည့်ရှုပြုစုတဲ့ပေါင်းဖို့ပါနေဟုဂတိပြုပါသလားဟယ်လိုဝန်တော်တို့အမှန်ထွက်ပြန်ပါမယ်ကဲကျွန်တော်နိုးချိုကိုနော်ဖြစ်စေတင်ဖျားတဲ့ကိန်းတော့ပတ်တော်တဲ့တန်ရှင်တော်လက်ထပ်ခြင်းဖြင့်မောင်အာဇာနည်ကိုသိမ့်ပိုက်တဲ့ဘဝကိရတဲ့ရှောက်ဒါဒီဖြစ်စေခြင်းမေတ္တာဖြင့်ကြည့်ရှုပြုစုတဲ့ပေါင်းဖို့ပါနေဟုဂတိထားပါလားဘောတာတိုင်းကဲကျွန်တော်ဆက်လက်ပြီးတော့ဒီနေ့ဂတိပြုမှာဖြစ်ပါတယ်ကျွန်တော်မောင်အာဇာနည်ဒီနော်ဤချိုပေါ်တော်ဖြစ်စေကိုကျွန်တော်ဤဇနီးမယားဖြစ်သိတဲ့ကုန်ဆောင်ပြီးတိုင်အောင်ဘဝကြည်တဲ့ရှောင်းတာယာဒီဖြစ်စေကျမ်းတမ်းဒီဖြစ်စေခက်ခဲဒီဖြစ်စေ
ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ သိမ့်ပိုက်ပြီး တိတ်ပိုက် ယနေ့ကစ၍ နေကစားရ အသက်ကုန်ဆုံးသည့်တိုင်အောင် တဲ့ကောင်စောတိတာ ဘဝကြည်လန်းတစ်လျှောက် ဝါဒီနာတိချာ တာယာ မဒီဖြစ်စေ နာသည်ဖြစ်စေ နာဒီဖြစ်စေ သာရဖျား၏အမိန့်တော်နှင့် သာရဖျားရဲ့မိတော်နဲ့ ယုံကြည်စွာ ဒီကြီးစွာ ချစ်ခြင်းမေတ္တာဖြင့် ချစ်ချင်းမြတ်တာဖြစ် ကောင်းပါ၏ ဒီတိသစ္စာပြုပါတယ် ဒါကတို့တို့လူပြုတဲ့ဂတိသစ္စာရဲ့ထိန်ပတ်ပေါ့နော်တက်တည်ဖြစ်ပါလေလက်စုပ်ကိုကျွန်တော်ကြည့်တဲ့အခါမှာရွှေစင်နဲ့လှုပ်ထားတာဖြစ်ပါတယ်အညစ်အကြေးမရှိဘူးတန့်စင်တယ်ချောမွေ့တယ်ဝိုင်းလုံးဝိုင်းတာဖြစ်ပါတယ်ရွှေဆိုတာကတော့တန်ဖိုးရှိတဲ့အရာဖြစ်ပါတယ်ဆိုတာကသူတို့ချစ်ချင်းမြတ်တာကတကယ်ပဲရွှေကဲလို့တန်ဖိုးရှိစွာအသက်ရှင်လာမှာကတော့သူ့ရဲ့လုံးဝိုင်းတဲ့နော်ဒီလက်စုပ်ရဲ့ပုံစံတိုင်းပါလေကျွန်တော်ဒီအပေါ်မှာပြည့်စုံတဲ့ကောင်ပြီးဆောင်တယ်တော့မဆိုးဘူးသူကသူရဲ့ချစ်ချင်းမြတ်တာကအစအဆုံးရှိတဲ့တကယ်ကိုချစ်တော်ကြောင့်ပဲဒီဖြစ်တယ်ဒါကြောင့်သူရဲ့ချစ်ချင်းမြတ်တာကိုတော့စက်တည်ပြုဒီအချိန်လေးလက်ချင်းဆက်သွယ်ကျွန်တော်ဒီသင်အားဒီကဲ့တော့ဂတိသစ္စာများသည်တက်တည်ဖြစ်စေခြင်းက၎င်းကျွန်တော်ဤချစ်ခြင်းမေတ္တာနှင့်ဒီစိတ်ရှိသည်များသင်၌သာအနေခြင်းက၎င်းလက်စွပ်ကိုတက်တည်ပြု၍ပြအပ်ပါသည်ဒီပြီးတော့လက်စွပ်ကိုတက်တည်ဖြစ်လက်ခံတကယ်လို့ဒီလက်စွပ်ကိုတက်တည်ပြု၍ပြပါသည်မောင်အာဇာကြီးနဲ့နော်ရီချိုနော်တီဆိုလို့ဒီဒီသစ္စာဖြစ်ခဲ့ပြီးဖြစ်တည်တယ်ဒီသစ္စာဖြစ်ခဲ့ပြီးဖြစ်တည်အတိုင်းယနေ့မှစ၍တရားဝင်ဇနီးခင်ပေါ်ဖြစ်လို့ရောက်စေခြင်းကကျွန်ုပ်ဒီဘုရားသခင်တပန်းဝန်ဆောင်သူအနေဖြစ်တော်၎င်းနိုင်ငံတော်ဆိုရမှအနှင်းသောအခွင့်အာဏာအဖြစ်ခမီးတော်သားတော်သန့်ရှင်သောဝိညာဉ်တော်သုံးပါးတဆူထောင်းရာဘုရား၏နာမ၌ထိမ်းမြတ်လက်ထပ်ပေးပါ၏ဘုရားသခင်ဆုံးဖြတ်တော်မူသောအရာကိုဘုံတို့မခွဲခွာခြင်းဒီလက်တွေလေးစားသစ္စာထားမယ်ချစ်တဲ့တာလေးနဲ့ကြိုးစားရုပ်ခံရှင်နဲ့အကောင်းဆုံးခံယူမယ်ဘဝကိုတည်ဆောင်မယ်မင်္ဂလာသက်သက်ထူရင်နဲ့ဒီချိန်လေးလက်ချင်ရှက်တယ်
ရှိအချစ်တယောက်တည်းသာဘဝမှာမျောလင်းနာကိုလိုနေတဲ့ဘဝကိုသူဟာဖြစ်ဆွဲပေးသူပါကိုမျောလင်းထားတာတွေလာပါပြည့်စုံ继续上马龙关系咯，他说偏的电脑那电脑咯，另外一个也给那电脑关系咯，他说偏的电脑我们要去签的比关系咯，可米咯，他说看现在问咯，老板是他说偏看那么直接问到现在不要不少不干净的，看到问你送人家搞你来的，每个人不同的大的民族或者怎么搞。来家人说看怎么这个安乐活动做的，也不嘛啥鱼干那些，但要必须的吧的咯。ဖြစ်စပေးသူပါကိုမျောလင်းထားတာတွေလာပါပြည့်စုံလားကိုယုံကြည်တဲ့မြဲမခွဲပါသူရှိမယ်လူရှိပြရှိတို့တူလည်းတွေ့မယ်သိချင်ရတဲ့သူဟာကိုရဲ့မင်းသမီးပါပါပဲဒီနေ့ဟာလာဆုံးမင်းနဲ့ကိုရဲ့မင်္ဂလာနေ့ရဲ့ပဲရှာပေါ်စတဲ့ဒီနေ့လေးဟာတို့တမတရားပဲထာဝရတို့လျောက်သူရှိမယ်ကြုံလာမဲ့ခဲလူပါသူရှိမယ်ရင်ဆိုင်ဖို့မြဲသိရှိနေမယ်